မနက်ဖြန်ဒါမနက်ခင်းပိုင်းဒါအစောပိုင်းမှာကံမဲ့ဒါကျွန်တော်တို့အင်္ဂလန်နဲ့ဒါပနားမားပွဲစဉ်ကတော့ဒါကြည့်ကောင်းမဲ့တပွဲဖြစ်လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါအင်္ဂလန်အသင်းကဒါအဓိကသမားတွေဖြစ်တဲ့ Derby Chain နဲ့ဒါအီလီယိုဒါအန်ဒါဆန်တို့ကဒါတရားကြောင့်ဒါဒီပွဲမှာဒါပါဝင်နိုင်ခြင်းမရှိဘူးလို့ကျွန်တော်တို့သိရတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ဒါကြည့်ကောင်းမဲ့ Football Channel လေးကနေပြီးတော့ဒါအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ။လက်ရှိအင်္ဂလန်အသင်းရဲ့ဒါအဓိကကစားသမား2ဦးဖြစ်တဲ့ဒါ Derby Chain နဲ့ဒါအီလီယိုအန်ဒါဆန်ကတော့ဒါကျွန်တော်တို့တရားတွေကြောင့်ဒါကျွန်တော်တို့အင်္ဂလန်အသင်းအတွက်ဒါတကယ်ကိုဒါတော်တော်လေးဒုက္ခရောက်မဲ့အခြေအနေတစ်ခုကိုဒါရောက်ရှိနေတာဖြစ်တယ်။ကျွန်တော်တို့ဒါ region ကဆိုရင်တော့ဒါကျွန်တော်တို့ရှေ့တော့တန်ရကြောင်းဒါကမ္ဘာဖလားဒါပွဲစဉ်နှစ်ပွဲထိကိုဒါသူကလွဲချော်မှာဖြစ်ပြီးတော့ကျွန်တော်တို့ဒါ ADO ဒါအာဒါဆန်ကတော့ဒါကျွန်တော်တို့တင်းလူစင်းကနေဒါတရားဝင်တော့ထွက်သွားခဲ့ရပြီဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒါအင်္ဂလန်အသင်းကဒါဒီနေ့ပွဲစဉ်မှာဒါပနားမားနဲ့ပွဲစဉ်မှာဒါတော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ပြောခဲ့တာဒါအဓိကသမားနှစ်ဦးဖြစ်တဲ့ဒါ region နဲ့ဒါ ADO ဒါအာဒါဆန်ကဒါမပါဝင်နိုင်ဘူးဆိုတော့ဒါပနားမားအတွက်တကယ်ခွင့်ရေးကောင်းလို့လည်းဒါပြောလို့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့မိဘကြီးဒါတူရှယ်ကတော့ဒါသူဘယ်လိုမျိုးအခြေအနေနဲ့ဒါဆက်လက်ပြီးတော့သွားမလဲသူတို့ရဲ့ဒါနေရာမှာသူ့ကိုပဲဒါစားထုံးမလဲဆိုတာကတော့ဒါကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်အောင်မယ့်အနေအထားတစ်ခုဖြစ်တယ်မိဘတော့မဲ့တူရှယ်အနေနဲ့ဒါဒီလိုကစားသမားကောင်းတွေကိုတက်လွတ်ခဲ့ရတာကြောင့်ဒါသူ့ရဲ့ဒါနီးပြူဟာပိုင်းတွေကိုဒါပြန်လဲပြီးတော့ဒါပြင်ဆင်သွားရမှာဖြစ်တယ်အထူးသဖြင့်ဒါညာနောက်ခံတို့နေရာမှာဒါ Jasper လို့ကစားသမားမျိုးကိုဒါထည့်သွင်းပြီးတော့ဒါတော့မဲ့တူရှယ်ကဒါကစားသွားနိုင်ခြေရှိတယ်ကျွန်တော်တို့ဒါ region ကဒါတော့မဲ့တူရှယ်ရဲ့ဒါအဓိကဒါကစားသမားတအုပ်ဖြစ်တာကြောင့်ဒါသူ့နေရာမှာဘယ်သူ့ကိုဒါအစားထိုးမလဲဆိုတာကတော့ဒါကျွန်တော်တို့ဒါဆက်လက်ပြီးစောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဒါကျွန်တော်တို့အင်္ဂလန်အသင်းကတော့ဒါပနားမားကိုဒါနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဒီလိုမျိုးဒါပနားမားကိုတော့ဒါထင်သေးတာတော့မဟုတ်ဘူး။ဒါအင်္ဂလန်အသင်းအနေနဲ့တော့ဒါပနားမားကိုဒါနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်။ဒါအဓိကအကြောင်းရင်းကဒါကျွန်တော်ပြောချင်တာလဲဆိုတော့အဓိကအကြောင်းရင်းကဒါကျွန်တော်အင်္ဂလန်အသင်းဟာဒီကျွန်တော်ပနားမားကိုဒါနိုင်ခဲ့ရင်ဒါကျွန်တော်တို့32သင်းဒီဒါ32သင်းကိုဒါတက်ရောက်မှာဖြစ်တယ်။အဲ့ဒီ32သင်းမှာဒါကျွန်တော်တို့ဒါထိပ်တိုက်သွားတွေ့မယ်နေရာမှာဒါကျွန်တော်တို့ကအခက်အခဲဖြစ်လာနိုင်တယ်။ဒါ region နဲ့ဒါ Elio ဒါ Anderson ကဒါတော်လေးကောင်းတဲ့ကစားသမားဆိုတာအားလုံးလည်းသိတယ်။ဒါအဓိကကစားသမားဖြစ်တဲ့သူတို့နှစ်ဦးကဒါတန်ရရတော့ကြောင့်ဒါကျွန်တော်တို့ဒီပနားမားနဲ့ပွဲစဉ်မှာမပါနိုင်ပေမဲ့ဒါကျွန်တော်တို့ဒီ32သင်းမှာဒါသူတို့မပါနိုင်ခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးဒါအင်္ဂလန်ကဒါအခက်တွေ့နိုင်တယ်။အင်္ဂလန်သင်းဟာလည်းဒါတင်ကောင်းတဲ့သင်းဖြစ်တာကြောင့်ဒါဒီလိုကစားသမားမျိုးတွေကိုဒါဆုံးရှုံးရတဲ့အတွက်တော်တော်လေးကိုဒါနစ်နာတဲ့ဒါနစ်နာနိုင်ခြေရှိတယ်ပေါ့နော်။ဒါကြောင့်အင်္ဂလန်သင်းကဒါဒီနေ့မနက်မှာဒါပနားမားနဲ့ဒါကျွန်တော်တို့ပွဲစဉ်မှာဒါဘယ်သူတွေပါဝင်မလဲဆိုတာကတော့ဒါကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ရမယ်ပြီးတော့ဒီပွဲမှာဒါကျွန်တော်900လက်ကတော့ဒါ 2C ဒါ 3C လို့တော့ကျွန်တော်ထင်တယ်ဒါခုလက်ရှိဒါအင်္ဂလန်အသင်းအနေနဲ့ကတော့ဒါပနားမားကိုဒါနိုင်မဲ့အနေအထားတစ်ခုထိဒါရောက်ရှိနိုင်တယ်ဒါပေမဲ့ပနားမားကိုအထင်သေးခြင်းလည်းမဟုတ်ဘူးပွဲစဉ်ကတော့ဒါတော်တော်ကြီးကောင်းအောင်ပဲဒါကြောင့်မို့ကျွန်တော်တို့ဒီအင်္ဂလန်အသင်းတွေရောဒါကျွန်တော်ရဲ့ဒါfanတွေရောဘယ်လိုမျိုးထင်လဲကျွန်တော်တို့ဒါ comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ